မနစ်ကတမူးကိုစပား3တန်ထွက်ခဲ့တယ်ဒီနှစ်ရာသီဥတုကလည်းကောင်းတယ်ဒါပေမဲ့စည်ရင်းစာအုပ်ထဲမှာတော့2တန်ပဲရေးထားတယ်ဒါကလယ်သမားတွေပြင်းလို့ဖြစ်မယ်ထင်ပါတယ်ဒါဆိုအစိုးရကိုပေးတဲ့အလေးလွင့်ကြီးကဘာလို့မနစ်ကဈေးကွက်ဈေးထက်30ပိုမြင့်နေတာလဲအခုခံထားတဲ့မြို့ဝင်ကအရန်တရားမျှတပြီးအောက်လက်ငယ်သားတွေအလေးလွင့်ကြီးအပိုယူတာကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်လို့ကြားထားတယ်ရိုးရိုးရှင်းရှင်းစည်ရင်းစာအုပ်တအုပ်ထဲမှာဒီလောက်အထိလှည့်ကွက်တွေဖုံးကွယ်ထားနိုင်မယ်လို့သူမထင်ခဲ့ဘူးမကြီးကျွန်တော်မှားသွားပါတယ်နောက်တစ်ခါမလုပ်ရဲတော့ပါဘူးနားလေလားပညာရှိတွေရဲ့စာတွေကမင်းရာထူးရဖို့ခြေလမ်းတွေသာဖြစ်တယ်ဒါပေမဲ့ဒီအရာတွေကတော့မင်းအောင်တစ်ချိန်အရာရှိလောကမှာရပ်တည်နိုင်ဖို့တကယ်ရည်ချင်းတွေပဲကနန်းတလုံးကမိသားစုတစုကိုပျက်စီးစေနိုင်တယ်။စာရွက်တစ်ရွက်ကမြေတကွက်ရဲ့ပိုင်ရှင်ကိုပြောင်းလဲပစ်နိုင်တယ်။ဒါဟာဘောပင်ရဲ့အာဏာပဲ။ဒုတိယဦးလေးရဲ့နီလန်းကအနိုင်ဆုံးအဆင့်အကျင့်ပြတ်ခြစားမှုသာဖြစ်တဲ့အားနည်းချက်တွေနဲ့ပြည့်နေတယ်။တကယ်သခင်ကတော့အတုကိုအစ်စ်လိုဖြစ်အောင်လုပ်နိုင်တဲ့မင်းဘလို့ရှာမတွေ့နိုင်ဘူး။ဒီပညာကိုအာဏာချိန်နှိမ့်မှုအမှုပညာလို့ခေါ်တယ်။ဂူရှိတာကိုကင်တွယ်ပြီးနောက်ကျမတဲလွန်စာတွေကိုလိုက်ရှာပြီးရုံမိသားစုစီးပွားရေးတွေကိုထိန်းချုပ်နေတဲ့အခြားမိသားစုခွဲတွေကိုတတိပေးလိုက်တယ်။ဂူဟန်ကိုစည်ရင်းစာအုပ်တိုင်းကိုလိုင်းတလိုင်းချင်းစစ်ခိုင်းခဲ့တယ်။သူကအရန်ထက်မြက်တယ်။တခုတင်ရင်တခြားအရာကိုချက်ချင်းဆက်နွယ်စဉ်းစားတတ်တယ်။မကြခင်မှာပဲစည်ရင်းစစ်ပညာရှင်လေးတယောက်လိုဖြစ်လာခဲ့တယ်။ခိုးယူထားတဲ့ငွေတွေကိုအတိုးနဲ့ပြန်ထုတ်ခိုင်းပြီးစီးပွားရေးစီမံခန့်ခွဲခွင့်တွေကိုကျမလက်ထဲပြန်ယူလိုက်တယ်။ကမိသားစုအဖွားကြီးကဒေါသထွက်လွန်းလို့ကျမကိုလက်ညှိုးထိုးပြီးကပ်ပေးလို့ဆဲဆိုနေခဲ့တယ်။ကျမကတော့ဓာတ်ရိုက်ပဲသူ့အိမ်တော်ဝင်းတကားကိုပိတ်ခိုင်းလိုက်တယ်။တနေ့3နက်ဆန်ပြုံးနဲ့ဟင်းရွက်ပဲပို့ခိုင်းပြီးစိတ်တန့်ပြီးလိုအင်းနေဖို့ဆူတောင်းနေပါတယ်လို့ပြောလိုက်တယ်။ကျုပ်ဆိုင်ပင်ကတော့ကျမရဲ့မြန်ဆန်ပြီးပြတ်သားတဲ့နီလန်းတွေကိုမြင်ပြီးကြောက်လွန်းလို့စကားတော်မပြောရဲတော့ဘူး။နေတိုင်းစာကြည့်ခန်းထဲမှာပုံနေပြီးမရှိသလိုဟန်ဆောင်နေခဲ့တယ်။ဒီမှာပြန်ယူလာတဲ့ငွေတွေအချို့ကိုလူမှုဆက်ဆံရေးအတွက်သုံးမယ်။မင်းအတွက်အကောင်းဆုံးဆရာတွေငှားမယ်။အဖိုးခအကြီးဆုံးစာအုပ်တွေဝယ်မယ်။ကျန်တာကတော့မင်းရဲ့လှုပ်ရှားရန်ပုံငွေ။ဘာလို့စေချင်တာလဲ။အရာရှိဖြစ်ဖို့စားတော်ယုံနဲ့မလုံလောက်ဘူး။ဆက်ဆံရေးတွေကမင်းရဲ့လက်နက်ပဲ။ဒေသခံလူကြီးတွေရှေ့မှာနှိမ့်ချပြီးယဉ်ကျေးနေ။မင်းမှာအနာဂတ်ရှိတဲ့ရင်းနှီးမြှုပ်နှံထိုက်တယ်လို့သူတို့ခံစားရအောင်လို့အောက်ခြေစာရေးဝန်ထမ်းတွေကိုတော့အကျိုးသေးသေးလေးတွေပေးထား။အရေးကြီးချိန်မှာသူတို့ကမင်းကိုသတင်းပေးနိုင်တယ်။ပြီးတော့ဒီအပျော်မယ်တွေအထင်မလွဲနဲ့အဲ့ဒီနေရာကသတင်းချက်လက်အများဆုံးရတဲ့နေရာပဲ။မင်းသားတွေနဲ့မင်းမျိုးမင်းတွေအရက်မူးလာရင်ဘာမဆိုပြောတတ်ကြတယ်။မင်းတင်ယူရမှာကအဲ့ဒီရှုပ်ထွေးတဲ့သတင်းတွေကအသုံးဝင်တာကိုဘလို့ရှာမလဲဆိုတာပဲဒါကိုသတင်းချက်လက်ခွဲခြမ်းစိတ်ဖြာခြင်းလို့ခေါ်တယ်။သွားမကြောက်နဲ့မင်းဖြစ်လာမှာကအာနာကြီးရဲ့အရာရှိတယောက်ပညာရှိတယောက်မဟုတ်ဘူးရေကြည်လွန်းရင်ငါမရှိဘူးလူတယောက်အရန်တေချာလွန်းရင်နောက်လိုက်မရှိဘူးတကယ်အင်အားကြီးသူတွေကရှွန့်ထဲမှာတော့အလှဆုံးပန်းကိုပွင့်စေနိုင်တယ်ဒီဟန်ကထွက်သွားပြီးကျမတင်ပေးတဲ့အတိုင်းသူ့ရဲ့ပထမဆုံးလူမှုကွန်ရက်ကိုစတင်တည်ဆောက်ခဲ့တယ်သူဟာအမှောင်ထဲမှာပုံပြီးအမုန်းတရားနဲ့အသက်ရှင်နေတဲ့ကောင်လေးမဟုတ်တော့ဘူးသူ့ပြောင်းလဲမှုတွေကိုမြင်ရတော့ကျမစိတ်ထဲမှာအယံဝမ်းသာခဲ့တယ်မျိုးတွေကအကောင်းဆုံးဆရာတွေကိုငှားပြီးစာပေသမိုင်းကြပြတွေသင်ခိုင်းခဲ့တယ်နေ့ဘက်မှာတော့သူဟာစ조사တဲ့ရင်ကျေးတိမ်မွေသောចောင်းသားတယောက်ညဘက်မှာတော့ကျမရဲ့ဘရင်စိတ်တဲ့သင်ခန်းစာတွေကိုစတင်သင်ယူခဲ့တယ်ဂူဟန်မှတ်ထားအာနာကအကောင်းဆုံးစိတ်ကြွစေးလေးဖြစ်တယ်အချိန်ထဲမှာအစိတ်အပြင်းဆုံးလေးဖြစ်တယ်အမြဲမှတ်ထားမင်းကအာနာကိုမင်းရဲ့ရည်ရွယ်ချက်အတွက်အသုံးချတာပဲဒါဆိုကျွန်တော်ရဲ့ရည်ရွယ်ချက်ကဘာလဲမင်းရဲ့ရည်ရွယ်ချက်ကအာနာကပေးတဲ့အရာတာကိုခံစားဖို့ပဲအခုတော့သူဒီစကားတွေကိုအပြည့်အဝနားမလည်သေးဘူးဆိုတာကျမသိတယ်အချိန်တွေမြန်မြန်ကုန်သွားခဲ့တယ်မျက်တောင်တစ်ခတ်အတွင်း3နှစ်ကုန်သွားတယ်ဂူဟန်ဟာလူငယ်တယောက်အဖြစ်ကြီးပြင်းလာခဲ့တယ်တော်ဝင်သွေးမျိုးရဲ့ချောမောမှုကိုအပြည့်အဝအမွေဆက်ခံထားပေမဲ့အေးဆက်တဲ့အငွေသက်ကတော့မပြောက်သေးဘူး။3နှစ်တာအတွင်းသူဟာကျမတင်ပေးတဲ့အသိပညာတွေကိုအလွန်စားလောင်စွာဆုပ်ယူခဲ့တယ်။ဆရာတွေရဲ့သင်ကြားမှုအောက်မှာသူ့ရဲ့ပညာတိုးတက်မှုကအမခန့်မြန်ဆန်ခဲ့တယ်။ကျမရဲ့လမ်းညွှန်မှုအောက်မှာသူ့ရဲ့နည်းလမ်းတွေကလည်းပိုပြီးရင့်ကျက်လာခဲ့တယ်။အခုတော့သူဟာကျမလက်တွဲပြီးသင်ပေးရတဲ့ကလေးမဟုတ်တော့ဘူး။တစ်ချိန်ကမိသားစုခွဲတွေကြောင့်ပျက်စီးလူနီးပါးဖြစ်ခဲ့တဲ့စီးပွားရေးတွေကလည်းသူ့လက်ထဲမှာပြန်လည်ရှင်သန်လာပြီးပိုတောင်ဖွံ့ဖြိုးလာခဲ့တယ်။